哈哈哈哈哈！我的养护小怪呢是面鱼，我没到也没有，被洗表被，哈哈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 ！我上又花了把锅边卫生的洗一次，当鸡蛋当家了养一个，哈哈哈哈哈哈！哗哗哗哗，每到庙宇的喜呀，马来到呱呱哟，每到庙宇开喜呀，哗哗哗哗哗。Gua yo lili ra gua khana li phong la ne problem ti ga kan ba gua ai lo ho ga byo ba yu ro ngo u yui bo ro ngo yu chi ki sa shu ro me ngo ro yes kan ko chhin min plan la ba ba ho ga u yui chang khu ba la lai mi u yui byo ro yu chi ki sa shi lo de tu chi ko khu min plan la ge ba ki sa le mi gua nga yu chi min plan twa lai ro ke u yui ကျွန်တော်ရောက်ပြီးပြောဦးရဲ့ရောထွဲလောက်ပဲရေးကြီးကိစ္စပြောရရှိတယ်တော့မင်းပြောတဲ့ကိစ္စရောတော့ငါတို့မြို့မှာတဲ့ဟိုရောက်ခုတာကန်းတည်မှာတည်လေဗျကျွန်တော်ဟိုတခါတော့ကျွန်တော်ချိန်မောလိုက်တယ်တော့အဲ့ရောက်ခုတော့ကန်းအခုဆိုအစင်မြင့်သွားပြီဗျာဘာလို့လဲဗျတော့အဲ့ကောရောက်ခုစောကန်းတော့အခုဆိုရင်ကိုပြောဝတ်ဆောင်ဆိုတော့ဝတ်ဆောင်တစ်ခုရှိရတယ်ငါတော့အဲ့ဒါသူတို့ဖေးရရှိတော့ငါလည်းမသိဘူးပေါ့ဒါမဲ့မင်းအဲ့ကကိုပြောဝတ်ဆောင်ကွာပြန်ယူပြီးတော့အဲ့ကောင်တွေပြန်တိုက်ခိုက်ပြီးတက်ပြီးမင်းပြန်လာရင်လုံးနိုင်မလားတဲ့ဟုတ်ကဲ့လောက်တာတော့ရပါဗျာဦးကြီးကျွန်တော်လုံးနိုင်ပါတယ်ဒါပေမဲ့သူတို့ကကိုပြဝတ်ဆောင်ပြီးကျွန်တော်လို့အဲ့အတွက်တော့ဘာစိတ်မပူနဲ့ရောမင်းဒီဝတ်ဆောင်ပေးလိုက်ကွာ Oh my god ဦးကြီးမိုက်လိုက်လားဝတ်ဆောင်ရရွှေရောင်းနေပြီးတော့ဒါမင်းတော့ကြိုပြီးစီစဉ်ပေးထားတာပဲရန်သူတွေတိုက်ခေါက်တော့အောင်ဟုတ်ကဲ့အဲ့ဆိုဦးကြီးကျွန်တော်သွားလိုက်တော့မယ်နော်ပြီးတော့ရောင်းပြီးဆိုင်တော့ဟုတ်ကဲ့ပါဦးကြီးဦးကွာငါဆုံးငါရဲပူတာကောင်းလက်ကမယ်ထင်းတဲ့အတိုင်းပဲကွာဒီမှာဆိုင်ကဒီစည်းတွေ့တယ်သူတို့ရှိတာမသိဘူးကွာရှိတော့နေရှစ်တို့ကြီးရှိတော့ဦးကြီးပြီးဟိုဝစ်ဆောင်လာမသိဟေးအောင်ဟုတ်တယ်ဟာကွရှင်ဘာမမြင်ရဘူးကိုယ်ကပြကြဟိုဖြုံဒီကောင်းငါရင်ရှင်းဖြုံဒီကောင်းဘာဖြစ်လဲမင်းဘာလဲပြောနေရမင်းကငါတို့မြို့မှာရရဆက်ဆက်နဲ့တိုက်ခတ်မိတွေပါလေမင်းလိုင်းရလောက်ဖြုံဒီကောင်းမင်းဘာလို့မရှော့ပါမင်းတို့လိုထယုံဒီကောင်းနဲ့မလုပ်မှာလိုင်းရထယုံဒီကောင်းဟာဘာတဲ့နိုင်တော့ကဖြုံဒီကောင်ပြန်ထားရင်မင်းပြန်ထားရင်မင်းရဆက်ဆက်ကတော့မျိုးလေးဖြက်စီးမယ်လေးပါလေးနဲ့ဖြက်စီးမယ်လေးပါလေးနဲ့ရောင်မင်းရမြင်ကွာရဆက်ဆက်ဘာမှကိုပြောဝတ်ဆောင်တန်းဝတ်လိုက်တော့မယ်ရှောဟုတ်တယ်ရောင်ကိုပြောဝါရီဒီโอ้ shit ကျန်းနိုင်လားကိုပြောဝတ်ဆောင်ဘာမှမတွေ့ရတော့โอเคဟာကိုပြောဝတ်ဆောင်နဲ့ရဆိုဦးရရောင်ချက်ဖုံးဆက်လိုက်ပါရောင်ကျန်းနိုင်လားဖုံးပြောတာဖုံးမတွေ့ရတဲ့ဘလို့ကြည့်တာမောင်ကြီးဖုံးဆက်လိုက်မယ်ဘလို့ရေးတော့ရောပြောလေမင်းစင်ပြေတော့ရောဒီတော့ဗျာကျွန်တော်ကိုပြဝတ်ဆောင်ရုပ်တီးကိုပြဝတ်ဆောင်ရပါကြီးဝေးရဲ့တော့ဆိုမင်းအဲ့ကကိုပြဝတ်ဆောင်ယူလိုက်တော့တယ်မင်းလက်ဆောင်ပြီးဗျာဦးရဲ့တကယ်ဒါတကယ်ပေါ့ဒါမင်းစူးစမ်းအားထုတ်မှုကြောင့်ငါမင်းပေးလိုက်တာဝေးကျူးတော့ပါဗျာရပါဝါမလို့ပါဘူးအောင်ဆိုဒါပဲဟုတ်ကဲ့ဦးရဲ့ပြောတော့ငါ့ကိုဒီဝတ်ဆောင်လက်ဆောင်ပေးလိုက်တာပြောပြီးပြောစရာမိုက်တမီးခုံလို့ရတယ်ကြိုက်ပါပြီဟာအဲ့မဲ့ဘရိုဒီနေ့ view လေးတော့ဘာပဲဒီနေ့ view လေးမှာဆိုရင်တော့ရခိုကကိုင်းမှရှိတယ်ကိုပြဝတ်ဆောင်ခိုးခဲ့တာပဲဖြစ်ပါတယ်ဘရိုဒီနေ့ view လေးကြာတော့ like and subscribe လေးလုပ်ပေးကြပါအားလုံးပဲနောက် video မှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးပဲ